ရှင်းရောက်မှာအင်ဂျီလေးကို try အောင်လုပ်ပြပြီးတော့ rating ပေးမှာပေါ့နော်။ new blog မှာဆိုပြအများကြီးပဲ။ငါကြည့်။ Okay ပထမဆုံးတစ်ခါစာပြဝတ်ပါမယ်ရှင်။ဒါကတော့ number 1ပထမဆုံး outfit ပေါ့နော်။သူကတော့ခေါင်းဝင်အရှိလေးပေါ့နော်။ဒီကျိုးလေးနဲ့ပြီးရှင်အနောက်ကဒီအင်ကြီးကလေခတ်တင်ရတဲ့အရန်လာရပေါ့နော်။တရားရုံးဘုဒ္ဓမြအင်ကြီးထဲမှာအရန်ကြိုက်တဲ့ dress ပေါ့နော်။ပြီးတော့ဒီမှာအရက်ပို့ရမလို့ရုံးနဲ့လည်းအဲ့လိုကြီးစိုးရရလို့အောက်မှာဘုဒ္ဓမြဖြစ်နေပေါ့နော်။ဆိုတော့အရန်လာရပေါ့နော်။တရားလေးကပြီးရှင်တိတ်သွားရင်လည်းအရန်အဆင်ပြေတယ်။ဆိုတော့ရုံးကတော့ rating 10ပေးပါရှင်။တရားကနံပါတ်2အောက်ပေါ့နော်သူကအင်ကြီးလက်ရှိအဖြူရောမှာဒီမင်းစကအောက်ကနေပြောလို့အကြားလေးနဲ့တွေ့ရတယ်ပေါ့နော်ဒီဟာနောက်ခုတော့လည်းရှင်းရမယ်ဒီ office ကလည်းအရင်အချိန်ကြီးပေါ့နော်ဟိုတင်တန်းနေပါပဲသွားရပဲဖြစ်ဖြစ်ပေါ့နော်အရင်လည်းလှတယ်ပေါ့နော်ဒါပေမဲ့ရုံးကတော့အဲ့လောက်ကြီးရောမကြိုက်ဘူးပေါ့နော်ဘာလို့လဲဆိုတော့အင်ကြီးကအရင်တခြားကြည့်ကြည့်လို့ရှိရင်အရင်ပါတယ်ပေါ့နော်အရင်ပါတယ်ပြီးရှင်ရုံးကငကိုတွေကလည်းအဖြူအောင်လည်းတိတ်ဝလေးဝထားဝလေးဝထားမရှိတော့လေရုံးကတော့တိတ်မကြိုက်ဘူးပေါ့နော်ဒါပေမဲ့အရင်လည်းလာရရင်အဆင်ပြေဖြစ်တယ်ရုံးကတော့ဒီဟာကို rating 9ပြပါရှင်ဒီဟာကနည်းနည်းလေးဒီမဲ့လေးနည်းနည်းဟိုက်တယ်ပေါ့နော်ဒါပေမဲ့ဒါအဲ့လိုညဘက်လို့ဖြတ်ပေးပါသွားရပဲဖြစ်ဖြစ်ဒါပေမဲ့တကယ်ချင်းနဲ့ဒီတိုင်းမနိုင်အောင်သွားရပဲဖြစ်ပေါ့နော်ဒါလေးကအရင်အဆင်ပြေပဲပေါ့ပေါ့ပါလေးရှိရပေါ့နော်ဒါဆိုအောက်ကကျတော့ဒီမှာ jeans ဟိုပါညလုံးပြီး jeans ပဲဟာပေါ့နော်ဒီလို jeans ဟိုမှာဒီအပေါ်ကနေပြီးတော့ဒီလိုမျိုးအပြောက်လေးဟိုမှာသူက bra တော့ဒီတီးတန့်ပါပြီးသားပေါ့နော်ဒီအင်ဂျီနဲ့တီးတန့်ပါပြီးသားပေါ့ရင်ဘတ်လေးနဲ့ဟိုက်ထားကြအောင်ဒီ office ကိုရုံးက6 ဒီရလာဒီဟာလေးကတော့ beach ဆိုလို့ရှိရင်အဆင်ပြေမဲ့ office လေးပါအဲ့ဒါဒီလိုအရှိလေးပေါ့နော်ရှည်လေးမှာအင်ဂျီရလည်းဒီလိုအဖြူလေးမှာဒီလိုမျိုး level လေးဒီလိုဆွဲပြီးတော့အနောက်ကလည်းဒီမျိုးလေးပေါ့နော်သူအရန်အဆင်ပြေပေါ့နော်ဒါအောက်ပိုင်းလေးရန်ဒါပေမဲ့တစ်ခုပဲဒီရင်ဘတ်သူတို့အဲ့ဒီခတ်တင်လောက်တဲ့နေရာပေါ့နော်ဒီဘက်ကဒီရွန်းဒီဘက်ပေါ့နော်ဒီဘက်ကလို့တိတ်မဖုံးနေဘူးပေါ့နော်သိရမလားအဲ့လိုမျိုးဒီဘက်ကကျတော့လုံးဝတိကျဖုံးနေမမြင်ဘူးပေါ့နော်အဲ့ဒါတိတ်မဖုံးနေဘူးလို့ရောခံစားရမှာပေါ့နော်အဲ့ကြောင့်မလို့အရန်လာပဲမဲ့ဒီ office တွေကတော့အဲ့လောက်ပဲပြီးမှာပေါ့နော်ဒါပေမဲ့အရန်လာတယ်ဒီမှာ Oh my she's a long way from suburban town ဒီဟာအမဲဝမ်းဆက်လေးပေါ့နော်စကတ်အထူးလေးနဲ့ဝယ်ရတာဒီအောက်ကမီစကတ်ပါမီစကတ်မှာတော့ဒီဟို safety pan ပိုင်း mini skirt လေးပေါ့နော်ဒါတကယ်ချင်းနဲ့ပူပါတီတွတ်တော့တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ရင်မာလာရှင်ကတော့စားရပဲဖြစ်ဖြစ်ဝယ်လို့အရင်အဆင်ပြေပေါ့နော်နည်းနည်းလုံးကြုံလေးရှိရလို့ခံစားရဲကိုအပေါ်ကတော့ဒီမျိုးလေးပါပြီးအနောက်ကတော့ဒီမျိုးလေးပါရှင်ဒီဟာလေးကိုရှုံးက rating ဘယ်လောက်ပေးမလဲဆိုတော့ probably 8ဘာလို့ဆိုတော့အရန်အင်ဂျာအရန်စင်ပြေရုံအရန်ကြိုက်တယ်ကွာဒီလားဒါပေမဲ့အင်ကစကတ်ကတော့ဒီလို shop ဒီလိုမျိုးဖန်နေရုံလေးဝေးထားမရှိဘူးနော်ရအမြင်လိုမျိုးဘောင်းကြီးပဲဝေးတာရှို့ဆိုတော့နည်းနည်းတော့တိတ်စင်ပြေဒါပေမဲ့အင်ကြီး overall အရန်အဆင်ပြေပါတော့ဒီလို comment ပေးရတဲ့ဒီဟာလေးအရင်လာတယ်ဆုံး fit ပါတော့ဒါတော့ခေတ်တွေပါတော့ပဲဖြစ်ဒါမှမဟုတ်လို့ရှင်ဘယ်ပဲတော့ပါဘောနော်ဟုတ်တယ်ရပါနော်ဒီဟာပုံစံကဒါပေမဲ့ဒီအပေါ်ကလူတက်တဲ့လူမျိုးလေရင်ဟာလေးနဲ့ပြီးလို့ရှင်အောက်ကကျတော့လေတာနဲ့ပေါ့လေတာဘောင်းမီတူနေတွေ့ရတယ်ပေါ့နော်ဒါပေမဲ့တခုပဲပေါ့နော်ဒီကောင်ကတော့အဆင်ပြေရပါလဲဆိုအောက်ကအရန်ကြီးနေပေါ့နော်ဒါရောအနောက်မှာဒီလိုလေးချီရတယ်ပေါ့နော်ဒီလိုမျိုးချီရတယ်ပေါ့မချီရလို့ရှိရင်သူက
အဲ့လိုတွဲကြပြီးတော့အရင်ကြီးနေပြီပေါ့နော်လုံးဝခတ်တင်ရလည်းတော်တော်လေးရှင်နေဒါတော့မှဒါ site က us ပေါ့နော်ဆိုတော့ဒီဟာတော့ဘလို့မှဝတ်ဖို့အဆင်မပြေတဲ့ outfit ဆိုရင်ခံစားရပေါ့နော်ပုံနဲ့လည်းလုံးဝမတူပေါ့နော်အားကြောင့်မလို့ယွန်းကဒီဟာတော့လုံးဝဝမ်းမပေးပါနဲ့ဝမ်းဆိုတာဘာလို့ဝမ်းပေးရလဲဆိုတော့ဒီချက်တဲ့အောင်ဒီ pattern လေးကအရင်လှတယ်ပေါ့နော်အရင်ပြီးတော့ဒီနောက်ပိုင်းအခုလက်ရှိ trend နဲ့လည်းအရင် kids ဆန်ရဲ့ pattern လေးမျိုးလို့ပေါ့နော်ဒီနေ့ကတော့လောက်ပါပဲရှင်အားလုံးကြည့်ပေးကြတဲ့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာရင်းနှီးစုပြန်တွေ့မယ်နော် bye bye you guys